မင်္ဂလာပါစိုးစံလင်းအင်ချင်မြန်မာပြန်လည်ကြိုဆိုပါရစေ။ဘိုးဘပိုင်မြေပုံမှာတိစောက်ထားတဲ့ဗဟန်းမြို့နယ်ကဘာရေးဖျားလမ်းမပုံမှာတည်ရှိတဲ့ Infinity Condo ကအယောင်ခန်းလေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ရှင်။ဒီခန်းလေးရဲ့အကျယ်က1900 square feet အကျယ်ရှိပါတယ်။ဝင်ချင်းမှာတော့ living room area အကျယ်နဲ့အထက်မြင့်ဖြစ်တဲ့အတွက်ကြောင့်တဘာဝအတိုင်းအလင်းရောင်နဲ့လင်းဝင်လေထွက်ကတော့ပြောစရာမလိုအောင် view ရမ်းလာတဲ့အခန်းလေးလည်းဖြစ်ပါတယ်ရှင်။ကွန်ဒိုအများစုက open type kitchen ပါတာဆိုပေမဲ့ဒီကွန်ဒိုမှာ kitchen အတွက်တည်တံ့အခန်းလေးဖွဲ့ထားပေးပါတယ်။ဒီမှာဆိုရင်အပေါ်အောက် kitchen cabinet တွေအပြင် kitchen counter အတွက်လည်းတင့်တော်တဲ့ solid surface ကိုသုံးပေးထားပါတယ်။အနောက်ဘက်က backside balcony နေရာမှာဆိုရင်လည်း bedroom လေးတစ်ခန်းပါပါမယ်။ main room သို့မဟုတ် store room ပြုလုပ်လို့ရမယ့်အခန်းလေးတစ်ခန်းလည်းပါပါအောင်မယ်ရှင်။အခန်းအနေနဲ့ကတော့ဒီကွန်ဒိုမှာစုစုပေါင်း3ခန်းဖွဲ့ထားပေးပါတယ်။ဒီအခန်းကတော့ single bedroom အခန်းလေးပဲဖြစ်ပါတယ်ရှင်။ဒီအခန်းလေးကနေလည်းလှပတဲ့ view လေးကိုမြင်နိုင်တာပဲဖြစ်ပါတယ်။သူနဲ့မြင်တဲ့ချင်းဆိုင်မှာဆိုရင် master bedroom အခန်းလေးတစ်ခန်းရှိပါမယ်။ဒီကွန်ဒိုရဲ့အခန်းတိုင်းက furniture တွေပါတဲ့အပြင် aircon တစ်လုံးစီလည်းတက်ထားပါသေးတယ်။ရေချိုးကန်းနဲ့အိမ်သားမှာဆိုရင်ရေဘူးရေအေးအသုံးပြုနိုင်ပြီးတော့ရေချိုးကန်းအတွက်လည်းတည်တံ့ space နေရာလေးလည်းပါရှိပါသေးတယ်ရှင်။ဒီခန်းလေးရဲ့ဈေးနှုန်းကိုတော့19000ခေါ်ထားပြီးတော့ကျမတို့စိုးစံလင်းအင်ချန်မှာတာဝန်ယူညီနိုင်ရောက်ချပေးမှာဖြစ်ပါတယ်ရှင်။အပြင်ဘက်မှာဆိုရင်လည်း common toilet လေးအတွက်တစ်ခန်းပါပါအောင်မယ်။ဒါတော့ကွန်ဒိုရဲ့အကြိုက်ဆုံးခန်းလေးလည်းဖြစ်တဲ့ main master bedroom လို့လည်းပြောလို့ရတယ်။အကျယ်ဆုံး master bedroom အခန်းလေးပဲဖြစ်ပါတယ်ရှင်။အခန်းတစ်ခန်းစီကနေလည်းအင်အားပြုရော city view ကိုပါမြင်တွေ့နိုင်တဲ့အခန်းလေးဖြစ်တာကြောင့်အခုပြသွားတဲ့အခန်းလေးကိုစိတ်ဝင်စားမှုရှိတယ်ဆိုရင်ဖုန်းကနေတစ်ဆင့်လဲဆက်သွယ်မေးမြန်းနိုင်ပါတယ်။အများစုကကွန်ဒိုနေထိုင်ရတာကြိုက်တဲ့အချက်က24နာရီလုံခြုံရေးအပြင်ရေမီစတာတွေအတွက်စိတ်ချရတဲ့အချက်တွေကြောင့်ဦးစားပေးရွေးချယ်ကြတာပဲဖြစ်ပါတယ်။ဒီ Infinity Condo ဟာ26ထပ်တိရှိပြီးတော့16လမှာဆိုရင်အပန်းဖြေအနားယူနိုင်တဲ့ public area Infinity Relax Pool ဂျင်းနဲ့ရွှေတကုံဖျားပြူကိုနေ့စဉ်ဖူးမြော်နိုင်တဲ့အတွက်ကြောင့် luxury ဆန်တဲ့ condo တစ်ခုပဲဖြစ်ပါတယ်ရှင်။ဒီကွန်ဒိုလေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်3995185539 39501295ကိုဓာတ်ရိုက်ဆက်သွယ်နိုင်တယ်လို့မက်ဆေ့ဘောက်ကနေလည်းအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။တာယာသောနေ့လေးပိုင်ဆိုင်နိုင်ပါစေ။